အားလုံးမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဗီဒီယိုမတင်ပြတာကြာပြီအလုပ်တွေအများများနေလို့ပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ training visa ပေါ့နော်実習生 visa နဲ့ဂျပန်ကိုလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကတကယ်လို့ရေရှည်ဆက်နေမယ်လို့စဉ်းစားထားတဲ့သူတွေအတွက်ပေါ့နော်ရေရှည်ဆက်နေမယ်ဆိုရင်ရေရှည် visa visa ခါတိုင်းမှာ visa တစ်မျိုးမျိုးနဲ့ဆက်နေခြင်းနဲ့ဆိုတဲ့သူတွေအတွက်ပေါ့နော်ပြောလို့ရှိရင်တော့ A2 ပေါ့နော် PR ပေါ့နော်ဂျပန် PR ကိုယူမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးယူရမလဲဆိုဘယ်လိုမျိုးဘယ်နှစ်နှစ်ဘယ်လို visa ဘယ်နှစ်နှစ်နေပြီးရမယ်ဆိုတဲ့ဟာမျိုးနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ရှင်ပထမဆုံးဂျီရှူဆေး visa နဲ့လာတယ်ပေါ့နော် training visa နဲ့လာတယ် training visa နဲ့လာပြီးလို့ရှိရင်မှာ case တွေကတော့အမျိုးမျိုးရှိနေမှာပေါ့နော်အလွယ်ကူဆုံးပြောမယ်ဆိုလို့ရှိရင်ပထမဆုံးအားလုံးသိတဲ့အတိုင်းပေါ့နော်ဂျပန် PR ယူမယ်ဆိုလို့ရှိရင်ပုံမှန်အားဖြင့်ပေါ့နော်10နှစ်ဂျပန်မှာ10နှစ်နေရပဲပေါ့နော်။မှာကျောင်းသားလေးဆိုတော့10နှစ်ပြီးလို့တော်တော်များများက work visa ကနေပြောင်းကြတာများတယ်ပေါ့နော်။ရိုးရိုး work visa ကနေကီချင်းကိုကူ visa နေပြောင်းကြတာများပေမဲ့ဂျီရှူဆေးဆိုလို့ရှိရင်ဆိုရင်လည်း10နှစ်နေရမယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ဘယ် visa ဂျီရှူဆေးတွေတော်တော်များများကဘယ်လိုမျိုးလဲဆိုတော့ပြီးသွားလို့ရှိရင်တော်တော်ပုံမှန်ကသူကနိုင်ငံပြန်ရမယ်ဆိုတဲ့လေ rule တွေရှိနေမလားအဲ့ rule ရှိနေဖြစ်တဲ့အတွက်အဲ့လိုမပြန်ဘူးဆိုလို့ရှိရင်အခုဆိုရင်ကျွန်တော်တို့နိုင်ငံအခြေအနေကမပြန်ဘူးဆိုတော့တော်တော်များများကဒုက္ခတိခါဆိုတော့ visa ပြောင်းကြတာများရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်လို့ကိုကဒုက္ခတိအချီကိုနီကိုပြောင်းမယ်ဆိုလို့ရှိရင်နောက်ပိုင်းနီကိုရဲ့နောက်ပိုင်းက PR ယူလို့ရသွားပြီလေဘာလို့လဲဆိုတော့ဒုက္ခတိဒီလိုနီကိုဆိုတာလေ work visa နဲ့အတူတူပဲဆိုတော့လေမိသားစုကိုလည်းမိခိုပေးလို့ရတယ်တာသမီကိုလည်းမိခိုပေးလို့ရတယ်အမျိုးကိုယ်အိမ်တော်ဘက်ကိုလည်းမိခိုပေးလို့ရတယ်ဖြစ်တဲ့အတွက်ပြီးလို့ရှိရင် PR ယူလို့ရတယ်ပေါ့နော် PR ဒါမှမဟုတ်လို့ရှိရင်နိုင်ငံသားခိုင်မာမျိုးရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် PR ရဖို့အတွက်10နှစ်စောင့်ရမယ်ဆိုလို့ရှိရင်ဘယ် visa တွေကဘယ်နှစ်နှစ်စောင့်မလဲပေါ့နော်ဥပမာပထမဆုံး okay ပေါ့လုံးဝcase ကတော့ဂျီရှူစစ်3နှစ်ပြီးလို့ရှိရင်တုတ်တီဂီနိုအချီကိုဆက်သွားကြတဲ့ case ပေါ့နော်ဆက်သွားကြရင်အချီကိုနဲ့2နှစ်နေမယ်ထား2နှစ်ပြီးလို့ရှိရင်နီးကောတွေပါကိုယ့်ရဲ့အလုပ်ကလည်း support ပေးရဆိုလို့ရှိရင်ပေါ့နော်ကိုလုံးနေအလုပ်ကလည်းနီးကောဆက်ပြင်မယ်ဆိုလို့ရှိရင်နီးကောရပြီးတော့နီးကောနဲ့အနေနဲ့အလုပ်လုပ်ပြီး9နှစ်ပေါ့နော်ပြောနေတော့ web visa နဲ့အတူတူပဲကွာ9နှစ်မဖြစ်မနေအနည်းဆုံးလုပ်ကြမယ်နီးကောအဲ့ဒါဆိုလို့ရှိရင်ပေါင်းလိုက်လို့ရှိရင်3နှစ်2နှစ်9နှစ်ဖြစ်တဲ့10နှစ်အဲ့ဆိုရင်အဲ့9နှစ်ပြည့်ပြီးသွားလို့ရှိရင်A2 6လို့ရပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင် okay ရပေါ့နော်အဲ့တော့နောက် case တစ်ခုကကြတော့ဂျီရှူဆေးရလဲ3နှစ်အချီကောနဲ့3နှစ်ဆိုလို့ရှိရင်6နှစ်မလားပေါင်းလိုက်6နှစ်အဲ့ဆိုရင်တုတ်ကလေးဂီနိုနီကောနဲ့ဆိုလို့ရှိရင်4နှစ်နီကော4နှစ်ထားပေါ့ဥပမာပေါ့အဲ့ဆိုရင်10နှစ်ပဲပေါင်းလိုက်လို့ရှိရင်တော့ total ကတော့10နှစ်ပဲဒါပေမဲ့4နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်သူကကြတော့ရှောက်လို့မရဘူးเนาะနောက်တစ်နှစ်ထပ်ဆောင်ရမယ်ပေါ့နော်17နှစ်ကြာမယ်ပေါ့နော်PR ရဖို့အတွက်ပေါ့နော်နောက်နံပါတ်3 case ကကြတော့ဒါတော်တော်များများသိချင်မှထင်တဲ့ case တွေကိုကျွန်မက pick up လုပ်ပြီးတော့ပြောတာပေါ့နော်အဲကြောင့်တုတ်တေးဂျီရှူဆေးရ1နှစ် training နဲ့1နှစ်ပြီးလို့ရှိရင်တုတ်တေးဂီနိုအချီကောက9နှစ်ဆိုလို့ရှိရင်အဲ့လည်း6နှစ်ပေါ့ပြီးလို့ရှိရင်တုတ်တေးဂီနိုနီကောက4နှစ်ဆိုလို့ရှိရင်10နှစ်ပဲအဲ့ဆိုလို့ရှိရင်မရသေးဘူး1နှစ်ဆောင်ရမယ်ပေါ့နော်17နှစ်ကြာမယ်ပေါ့အဲ့အတွက်ဂျီရှူဆေး1နှစ်ပြီးလို့ရှိရင်တုတ်တေးဂီနိုအချီကောက4နှစ်ဆိုရင်9နှစ်ပြီးလို့ရှိရင်နီကောက9နှစ်ပေါင်း10နှစ်ဆိုလို့ရှိရင်တော့ okay တယ်ပေါ့နော်ရှောက်လို့ရပါပေါ့နော်10နှစ်ပြီးသွားတယ်17နှစ်မြောက်မှာရှောက်လို့ရပြီပေါ့နော်ဘာလို့အခွန်စာရွက်တွေပါထုတ်ကြတဲ့အချိန်ကစောင့်ရသေးတာဖြစ်တဲ့အတွက်17နှစ်မြောက်မှာရှောက်လို့ရပါပေါ့နော်10နှစ်ပြည့်ပြီး17နှစ်မြောက်ပေါ့နော်နောက်ပြီးတော့နောက် case တစ်ခုကကြတော့ဂျီရှူဆေးက1နှစ်တုတ်တီအချီကောက3နှစ်အဲ့ဆိုရင်4နှစ်နီကောက9နှစ်ဆိုရင်9နှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်အဲ့ဒါလည်း10နှစ်ပြအောင်ဆောင်ရမှာဖြစ်တဲ့အတွက်နီကို6နှစ်လောက်ပါမယ်ပေါ့နော်အဲ့လိုသဘောမျိုးပါ6နှစ်လောက်မယ်ဆို6လို့ရမယ်ပေါ့နော်အဲ့တော့အခုတည်းကအမှဂျီရှူစင်းနဲ့နေတဲ့မောင်လေးညီမလေးဆိုလို့ရှိရင်လည်းဒီလိုကိုက PR တွေပါယူဖို့ plan ရှိရဆိုလို့ရှိရင်ပေါ့နော်10နှစ်အတိနဲ့10နှစ်အတိဖြစ်ရမယ်အတူဆုံးနဲ့ရှောက်ချင်တယ်ဆိုရင်တော့10နှစ်အတိဖြစ်ရမယ်နီကောက9နှစ်ဆိုလို့ရှိရင်ရှေ့မှာဂျီရှူဆေးက3နှစ်ဖြစ်ခဲ့ဆိုရင်အီချီကော2နှစ်ပဲနေပေါ့နော်2နှစ်ပဲနေပြီးစာကြိုးစားပြီးလို့ရှိရင်ဒါပေမဲ့2နှစ်ပဲနဲ့နီကောဖြေလို့ရလားမရလားပေါ့နော်အဲ့ဒါကြီးကလည်းရှိသေးတာဖြစ်တဲ့အတွက်
အဲ့လိုမျိုးတော့အသေးပြောလို့တော့မရဘူးပေါ့နော်ဒါကတော့ကျွန်မပြောတတ်တယ်လို့ပြောတာပါနီကို2နှစ်နဲ့နေပြီးလို့ရှိရင်အချီကို2နှစ်နဲ့နေပြီးလို့ရှိရင်နီကို9နှစ်နေပြီးလို့ရှိရင်တော့10နှစ်အတိမှာရှောက်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်နောက်ပြီးတော့ပြောချင်တာကတကယ်လို့ PR ပဲရှောက်မယ်ဖြစ်ဖြစ်ကိုကနောက်ပိုင်းနိုင်ငံသားပဲရှောက်မယ်ဖြစ်အဲ့ဒါဆိုလို့ရှိရင်တော့ဂျပန်စာကိုလည်းပေါ့နော် JLPT လက်မှတ်တွေကိုလည်းဖြည့်ထားပေါ့နော်ကိုရသလောက်မရက်တန့်ပြစ်လိုက်နေပေါ့နော်အဲ့လိုပြောချင်တာပါအဲ့လိုမျိုးတကယ်လို့ကိုက PR တွေပါရသွားပြီဆိုရင်တချို့ကလာမေးရပေါ့နော်ခိုင်းကောဒီမှာနီးကောလို့ပြောပေးမယ်ခိုင်းကောသမားတွေဆိုလည်းအတူတူပဲเนาะပြောချင်တာကလေတချို့ကကြတော့ခိုင်းကောနဲ့ပတ်သက်တာကကြတော့နီးကောမရှိဘူးလေခိုင်းကောခုရှိဖြစ်သွားပြီဆိုတော့ခိုင်းကောဗီဇာဖြစ်သွားပြီခိုင်းကောဗီဇာဆိုလည်းအတူတူပဲเนาะ9နှစ်ပေါ့เนาะအဲ့နီးကော9နှစ်လောက်တဲ့နေရာမှာခိုင်းကော9နှစ်တီလောက်ကြမယ်ပေါ့เนาะအနည်းဆုံးပေါ့เนาะ9နှစ်တော့မဟုတ်6နှစ်ပေါ့10နှစ်လည်းပြည့်ရမယ်9နှစ်လည်းအနည်းဆုံးလောက်ကြမယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးရှိပါတယ်နောက်ပြီးတော့တချို့ရသိချင်ကြတယ်ပေါ့နော်နီးကိုကနီးကောဆိုလို့ရှိရင်အလုံးမျိုးစားတစ်မျိုးတည်းပဲကွာဥမာဂိုင်းရှော့ကိုဆိုတော့ဂိုင်းရှော့ကိုပဲလောက်ကြတာမလားခိုင်းကောဆိုတော့ခိုင်းကောပဲလောက်ကြတာဆိုတော့ PR ဖြစ်သွားပြီလို့ရှိရင်အမဟိုပေါ့ဒီလုံးမျိုးစားတစ်ခုမဟုတ်တခြားလုံးတွေရောလုံးလို့ရလားဆိုပြီးတော့လေမေးရရှိရပေါ့နော်ရပါတယ် PR ဖြစ်သွားပြီဆိုလို့ရှိရင်ဒီဥပဒေပေါင်းတွေကအလုပ်ဆိုရင်ဘယ်လုံးမဆိုလုပ်လို့ရပါတော့ဥပဒေချိုးဖောက်လို့ရှိရင်တော့ဒါကတော့သူ့လိုမျိုးလဲဟိုဖြစ်မှာပဲလေအဲ့ဆိုဥပဒေပေါင်းတွေကအလုပ်ဘယ်လုံးမဆိုလို့ရဥမာကိုပိုင်လုပ်ချင်လဲရတယ်ကိုပိုင်ဆိုင်ဖွင့်ချင်လဲရတယ်ကိုပိုင်ကုမ္ပဏီထောင်ချင်လဲရတယ်စက်တာလုပ်လို့ရတယ်ပေါ့နော်အဲ့လိုဖြစ်သွားပြီပေါ့နော်တေချာဥပဒေပေါင်းတွေကနေအခွန်ဆောင်ပြီးလုပ်မယ်ဆိုရင်အကုန်လုပ်လို့ရပါပြီနော်အဲ့လေးလည်းပြောချင်လို့ပါဒါပေမဲ့တော်တော်များများလည်းသိမယ်ထင်ပါတယ်နော်နောက်ပြီးတော့အဲ့လိုမျိုးပေါ့ခုနကပြောသလိုဂျပန်စာဒီကိုလေမှာ JLPT လက်မှတ်ကိုလည်းရသလောက်ယူထားပါတော့ဖြစ်နိုင် N1 ထိယူထားတာတော့အကောင်းဆုံးပေါ့နော်အချိန်ကြီးလည်းရှိနေတဲ့အချိန်မှာနောက်ပိုင်းကျလို့ရှိရင်နိုင်ငံသားရှောက်မယ်လို့စဉ်းစားထားတဲ့သူတွေဆိုလို့ရှိရင်နောက်ပိုင်းကျရင်ဂျပန်စာ level ကနည်းနည်းကျက်လာပြီဆိုတော့လေအခုလေးကကိုကနည်းနည်းဖြည်းဖြည်းချင်းပြင်ဆင်သွားတော့ကောင်းတာပေါ့နော်အဲ့လိုမျိုးပြောချင်တာပါရှင်နောက်ပြီးတော့ဂျေရှုဆေးရနေပြီးတော့ဗောနော်ဂျေရှုဆေးပြီးတော့အမတက္ကသိအကြီးကောပဲဖြစ်ဖြစ်ဒါမှမဟုတ်ဂျေရှုဆေးပြီးတော့ပါလေတက္ကသိခါဆိုစုံနဲ့နေပြီးတော့မှအမ web visa ကိုခန့်မဲ့ company ရှိလို့ web visa အလုပ်လုပ်ချင်တယ်ဆိုပြီးတော့ web visa ပြောင်းလို့ရလားဆိုပြီးလာမေးရတဲ့သူတွေရှိရပေါ့နော်တကယ်တော့ဂျေရှုဆေးကနေ web visa ပြောင်းလို့မရဘူးလေတော့မဟုတ်ဘူးပေါ့နော်ပြောင်းလို့ကတော့ရတယ်ဒါပေမဲ့ percentage ရဖို့ percentage အရင်နေတယ်ပေါ့နော်နေပါလေအဲ့ဒါကျမရဲ့ channel မှာကျွန်မတင်ထားပေးရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလူမျိုးဆိုပြောင်းလို့ရလဲဆိုတာပေါ့နော်တကယ်လို့အဲ့လိုမျိုးအဲ့ဒါကိုလည်းသိချင်တဲ့သူရှိလို့ရှိရင်ရှာကြည့်လိုက်ပါရှင်ကျေးဇူးပါတကယ်လို့နောက်ဗီဒီယိုတွေမှာပြောသိချင်တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင် comment မှာမေးခွန်းလေးမေးပေးခဲ့ပါနော်နောက်တစ်ခုကကျတော့ training ကလေ2029 4လပိုင်းကြာလို့ရှိရင်ပြီးရမယ်ပေါ့နော် training ဆိုတဲ့အဲ့နာမည်နဲ့ပေါ့နော်ဗီဇာမျိုးစားပြီးတော့အစ်စ်ပေါ့နော်အဲ့ EQ ဘာလဲမသိဘူးတော့ပဲအဲ့ဟာဖြစ်တော့မယ်ပေါ့နော်အဲ့ဒါဖြစ်သွားလို့ရှင်တော့နည်းနည်းrule တွေပေါ့နော်အခုဆိုလို့ရှင် training ဆိုမဖြစ်မနေမြန်မာပြည်ကိုယ့်ရဲ့နိုင်ငံကိုပြန်ရမယ်ဆိုတဲ့အဲ့ချီနှောင်ထားတဲ့အချက်ကြီးကပါနေအဲ့ဒါကြီးကတော့မရှိတော့ဘူးပေါ့နော်နောက်အလုပ်တွေပါပြောင်းလို့ရမယ်ဆိုတာမျိုးလည်းပါတယ်ဒါပေမဲ့အသေးစိတ်ကတော့ဘာမှသူတို့မထုတ်ပြန်သေးဘူးပေါ့နော်ထုတ်ပြန်တဲ့ခါကျလို့ရှင်လည်းအသေးစိတ်ထပ်ပြီးတော့ပြောပြပါမယ်ရှင်ဒါပေမဲ့အခုလက်ရှိ training နဲ့နေနေတဲ့လူတွေကတော့ဒီကိုယ့်ရဲ့ course ပြီးတဲ့အထိကတော့ training visa ပဲဖြစ်နေမှာပါကျေးဇူးပါ bye bye